Today vlog a cooking vlog. Hey guys, ဒီနေ့မှာတော့ကျက်သွန်ဖြူခွာပြီးဘာလုပ်မှလဲဆိုတာလိုက်ကြည့်ခဲ့။အစောနာခွာထားတဲ့ကျက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုကြော်မယ်။ဒီနေ့ကြော်မှာတော့အင်ဒိုနီးရှားကျက်ကြော်ဖြစ်တယ်နော်။စားကြကြလေးကျက်သားကြော်ရင်လည်းစီပေါက်နိုင်တာကြောင့်အထူးဂရုစိုက်ဖို့အတွက်ညွှန်ကြားပါတယ်ခင်ဗျ။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ကျွန်တော်လည်းဖြစ်ခဲ့လို့ပါ။အင်ဒိုနီးရှားကျက်ကြော်ကငရုတ်သီးပါဝင်တဲ့အတွက်ကျက်ရိုးကိုအရေးပြုတ်ပြီးဟင်းညွှန်လုပ်ပါမယ်ခင်ဗျ။အမေကတော့ဟင်းညွှန်နဲ့ကြော်မှမလို့တင်နေပါတယ်ခင်ဗျ။အစောနာကျက်ရိုးပြုတ်ခင်းရင်ကချင်းတော်ကားတီးထည့်ပြီးကောင်းကောင်းလေးစားကျင်တယ်လို့အမေကပြောရတဲ့အတွက်ကျွန်တော်ယူစည်းလိုက်ပါသေးတယ်။ပြီးတော့ပိုရတာရှိပါအောင်ခရမ်းကျင်သီးလေးလည်းထည့်လိုက်ပြီပေါ့နော်ပြီးရင်အစောနာပါရဲ့ပေါင်ပစ္စည်းကိုရောသမမှုလိုက်ပါတယ်အစောနာကပေါင်လုံးကကြော်ထားရဲ့အတွက်မလောက်ပါဆိုလို့ဒီမုံသားပါထပ်ကြော်လိုက်ပါသေးရဲ့မုတ်ဖက်လေးနဲ့အတူစားခြင်းလို့လမ်းထိပ်မှာမုတ်ဖက်လေးလုပ်ရဲ့ကဲစပြီးငရုတ်သီးစတင်ထောင်းရအောင်ငရုတ်သီးကိုထောင်းတဲ့အခါဆက်နဲ့ဖြစ်ဖြစ်လက်နဲ့ဖြစ်ဖြစ်ညအောင်တော့ထောင်းသင့်တယ်နော်ကဲနောက်ဆုံးတော့ညက်သွားပြီနော်အမေကတော့စတင်အားကြီးနဲ့ထူပြီပေါ့နော်ကြက်သားတွေကိုအထဲထဲအရသာစိတ်မရအောင်ပေါ့နော်နောက်ဆုံးတော့ကြက်သားတွေထူပြီးသွားပါပြီဟင်းနွယ်လေးလည်းကြော်ပြီးသွားပြီပေါ့နော်ဝါစားကျင်စရာလေးအမေပြင်ထားတာလीအစောနာထူထားတဲ့ကြက်သားတွေကိုထောင်းနိုင်နေပြီးနဲ့ပြန်ပြီးပေးချမှုပြီးဒီတိုင်းထားရမယ်စားလိုက်ပါဦးမယ်နော်နောက်မှတွေ့မယ်